ဒီနေ့ရခိုင်လိုဝတ်တုပ်လို့ခေါ်ပြီးဗမာလိုမြင့်လို့ခေါ်တဲ့မြင့်လေးကိုရခိုင်ကျက်ချင်မယ်နော်အရင်ဆုံးဒီမြင့်လေးတွေကိုရေအထက်ထပ်စီးမယ်ပြီးရင်ရေတန်လေးနဲ့တရေပြုတ်လိုက်မယ်ပြုတ်ပြီးတဲ့အခါနည်းနည်းအေးခံပြီးတော့ပြီးလို့ရပါတယ်ကိုစိတ်ကြိုက်လီပါပြီးရင်ရုပ်သီးစိမ်းလေးညှက်ထည့်မယ်အရသာထည့်မယ်ပြီးရင်အဓိကငပိကောင်းကောင်းထည့်မယ်ပြီးရင်စီလေးနည်းနည်းလေးထည့်လိုက်ရင်ရပါပြီရေလေးထည့်ပြီးတော့တဲလိုက်ရုံပါပဲတခုရှိရကပြစ်ကအနံ့နေပေါ့နော်လက်တွေမှာလည်းအနံ့ဆွဲတယ်အဲ့တခုတော့တတိထားနော်ကဲအခုဆိုလို့ရှိရင်ညရခိုင်ချက်လေးဝတ်တုံးဟင်းလေးရပါပြီရှင်ထမင်းမိန်စီတဲ့ရခိုင်ညချက်လေးပါနော်တွဲလို့လိုက်လို့စားကြည့်ကြပါဦး